မင်္ဂလာပါအခုကတော့ ADS Manager application ကနေ boost လုပ်ထားတဲ့ကြော်ညာ post တစ်ခုကိုပြန်ပြီးတော့ edit လုပ်မှာဖြစ်ပါတယ်အဲ့တော့ edit လုပ်ဖို့အတွက်ရင်တော့ဒီ ADS Manager application ကိုဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ edit လုပ်မဲ့ကြော်ညာ post ပေါ့နော်ကြော်ညာ post ကိုတစ်ချက်နှိပ်လိုက်ပါ Okay တစ်ချက်နှိပ်လိုက်ရင်ကျွန်တော်ဒီတိုင်းလေးပေါ်လာမယ်ဒီမှာမှကျွန်တော်ဒီ show mode ကိုတစ်ချက်နှိပ်ကြည့်မယ်ပြီးတော့ကျွန်တော်ဒီ edit လုပ်မယ်ပေါ့ edit လုပ်မယ်ဆိုရင်ကျွန်တော်အသုံးများတာကကျွန်တော်ဒီ budget ကို edit လုပ်တယ်ကျွန်တော်ဒီ audience ကို edit လုပ်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်ဒီ budget ကို edit လုပ်မယ် edit လုပ်ဖို့အတွက်ကျွန်တော်ဒီဘက်ကခဲတန်လေးပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပါ Okay ဒီတိုင်းရပြီဆိုရင်ကျွန်တော်ဒီ lifetime budget ပေါ့နော် budget ကိုကျွန်တော်ထပ်ပြီးတော့တိုးမယ်ပေါ့နော်အဲ့ lifetime budget ကိုကျွန်တော်$8ထားလိုက်မယ်ပြီးတော့ရင် publish ကိုတစ်ချက်နှိပ်လိုက်မယ်ဒါကကျွန်တော်ဒီ budget ပြင်တာပေါ့နော်ဒီတိုင်းပေါ်လာဆိုတော့နောက်နှိပ်မယ်နော်ဒါဆိုရင်ကျွန်တော်ဒီ budget မှာ$8ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော် budget ပြင်ပြီးသွားပြီ budget ပြင်ပြီးသွားပြီဆိုရင် schedule ပြင်မယ်ပေါ့နော် schedule ပြင်မယ်ဆိုရင်ကျွန်တော်ဒီရဲ့ခဲတန်လေးကိုတစ်ချက်နှိပ်ပါဒီ schedule date ပြင်တဲ့နေရာမှာကျွန်တော်ဒီ budget ကကျွန်တော်ဒီ$2ပေါ့နော်$2တိုးထားတယ်ဆိုရင်ကျွန်တော်ဒီ date မှာကျွန်တော်ဒီ1 day ပေါ့နော်1 day ပဲကျွန်တော်ထပ်ပြီးတော့ပေါင်းလို့ရမယ်ဒီ budget မှာကျွန်တော်ဒီ$5ပေါ့နော်$5တိုးထားတယ်ဆိုရင်ကျွန်တော်ဒီ schedule date မှာကျွန်တော်ဒီ4 day ပေါ့နော်4ရက်ကြီးကျွန်တော်ထပ်ပြီးတော့တိုးလို့ရမယ်သူ့ရဲ့သဘောကတော့ကျွန်တော်ဒီတိုးလိုက်တဲ့ budget ပေါ့နော် budget ထက်ကျွန်တော်အနည်းဆုံး$1လေး short ပြီးတော့ကျွန်တော်ဒီ date ကိုတိုးပေးရမှာပေါ့ဟုတ်ပြီနော်အဲ့တော့တိုးမယ်ဆိုရင်ကျွန်တော်ဒီများလေးတစ်ချက်နဲ့အခုကကျွန်တော်ဒီ budget က$2တိုးထားဆိုတော့ကျွန်တော်တစ်ရက်ပဲထပ်တိုးမယ်ပြီး okay တစ်ချက်နဲ့ပြီးတော့ publish ကိုတစ်ချက်နဲ့ဒါဆိုရင်ကျွန်တော်ဒီ schedule လေးပြင်ပြီးသွားပြီပြီးတော့ကျွန်တော်ဒီ audience ပေါ့နော် audience ကကျွန်တော်ပြင်ချင်တယ်ဆိုရင်ကျွန်တော်ဒီရဲ့ calendar လေးကိုတစ်ချက်နှိပ်ပါ okay နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီနေရာမှာလည်းလက်ရှိအသုံးပြုနေတဲ့ audience ကိုပြန်ပြီးတော့ edit လုပ်လို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်ဒီ location ပေါ့နော် location edit လုပ်မယ်ဆိုရင်ကျွန်တော်ဒီဘက်က edit ကိုတစ်ချက်နှိပ်ပါပြီးတော့ကျွန်တော်ဒီage ပေါ့နော်အသက်အရွယ်တွေရွေးချင်တယ်ဆိုရင်ဒီမှာရွေးပေါ့နော် gender တွေရွေးချင်တယ်ဆိုရင်ကျွန်တော်ဒီမှာပြန်ပြီးတော့ရွေးလို့ရတယ်ဟုတ်ပြီနော်အခုကတော့ကျွန်တော်ဒီ audience chain မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီရဲ့ new audience ပြီးရကျွန်တော်ဒီ chain ပေါ့နော် chain ကိုတစ်ချက်နှိပ်ပါပြီးတော့ကျွန်တော်ဒီရဲ့ save use audience ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဒီရဲ့ audience ပေါ့နော် audience မှာကျွန်တော်ဒီမှာနှစ်ခုရှိတယ်နှစ်ခုတွေကကိုကြိုက်တဲ့တစ်ခုရွေးလိုက်ပေါ့နော်ပြီးတော့ကျွန်တော် publish ကိုတစ်ချက်နှိပ်ပြီး save ကိုတစ်ချက်နှိပ်ဒီ ADS manager ကနေကျွန်တော်ဒီ budget လည်းတည်တံ့တိုးလို့ရတယ် schedule ပဲတည်တံ့လည်းတိုးလို့ရတယ်ဒီ audience လည်းတည်တံ့ချိန်လို့ရတယ်နော်ဒီနေရာမှာတစ်ခုရှိတာကကျွန်တော်ဒီ budget ကအသုံးပြုထားတာပြည့်တော့မယ်အနည်းဆုံးကျွန်တော်ဒီ$1တော့မကျန်တော့ဆိုရင်တော့ဒီ audience နဲ့ schedule တော့ပြန်ပြီးတော့ပြင်လို့မရဘူးနော်ပြင်မယ်ဆိုရင်တော့ကျွန်တော်ဒီ budget ကိုလည်းတိုးပြီးမှကျွန်တော်ဒီ audience နဲ့ schedule ကိုထပ်ပြီးတော့ပြင်လို့ရမယ်ဟုတ်ပြီနော်ပြီးတော့ကျွန်တော်ဒီကောင် back နဲ့သွားမယ်ဒီနေရာမှာ boost လုပ်ထားတဲ့ကြော်ညာ post ကို budget တို့ schedule တို့ audience တို့ပေါ့နော်ဒီတခုချိန်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီရဲ့လက်ရှိကျွန်တော်ဒီ active ဖြစ်နေတာကလည်းကျွန်တော် in review ပြန်ပြောင်းသွားပါတယ်ပြီးမှကျွန်တော်ဒီ active ဖြစ်ပြီးတော့ကြော်ညာစာ run မှာပေါ့ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီကြော်ညာ post ကိုကျွန်တော်ဒီကြော်ညာလိုက်တယ်ပေါ့နော်ကြော်ညာလိုက်လို့ကျွန်တော်ဒီ in review ကြာနေတယ်နောက်တစ်ခုကကျွန်တော်ဒီကြော်ညာ result ပေါ့နော်ကြော်ညာ result မကောင်းလို့ကျွန်တော်ဒီဖြတ်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီရဲ့ asset လေး30ပေါ့နော် asset လေး30ကိုတစ်ချက်နှိပ်ပါပြီးတော့ကျွန်တော်ဒီရဲ့ delete ပေါ့နော် delete ကိုနှိပ်ပြီးတော့လည်းကျွန်တော်ဒီကြော်ညာ post ကိုပြန်ပြီးတော့ဖြတ်လို့ရတယ်နော် okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်